မိဘမြတ်တာနဲ့ပတ်သက်ပြီးတော့ပုံမြင်တွေစကြောင်းတွေအများကြီးကြားဘူးခဲ့တယ်ဖတ်လဲဖတ်ဘူးခဲ့ကြတယ်ဒီစကြောင်းလေးကလည်းသင်္ကန်းစာယူစရာကောင်းတဲ့စကြောင်းလေးပေါ့အရင်တော့ကအသက်80အရွယ်ဖိုးကြီးတူဟာအိမ်ထဲကဆိုဖာပေါ်မှာတဲ့အသက်45နှစ်အရွယ်လောက်ရှိတဲ့ပညာတတ်ဖြစ်တဲ့သူ့သားနဲ့ထိုင်နေတော့ရုတ်တရက်ပရင်းမောင်နာမှာကြီးကန်းတစ်ကောင်လာနာတယ်တဲ့အဲ့ဒီချိန်ဖခင်ဖြစ်တဲ့ပုဂ္ဂိုလ်ကသားကိုမေးလိုက်တယ်ငါသားအဲ့ဒါဘာကောင်လဲအဲ့ကမှသားလုပ်တဲ့ပုဂ္ဂိုလ်ကအဲ့ဒါကြီးကန်းမှာဖေးလို့ပြန်ဖြေတယ်တဲ့မိနစ်နဲ့ငယ်ကြာတဲ့အခါဖခင်လုပ်တဲ့ပုဂ္ဂိုလ်ကသားကိုဒုတိယအချိန်ပြန်မေးပြန်တယ်တဲ့ငါသားအဲ့ဒါဘာကောင်လဲအဲ့ဒီကမှသားကပြန်ဖြေတယ်ခုလေးပဲပြောပြီးပြီအဖေအဲ့ဒါကြီးကန်းဗျအကြီးကန်းခဏကြာတဲ့အခါမှာဖခင်ကတတိယအချိန်သားကိုထပ်မေးလိုက်တယ်တဲ့ငါသားကြီးအဲ့ဒါဘာကောင်လဲဒီတစ်ချိန်မှာတော့သားဖြစ်တဲ့ပုဂ္ဂိုလ်ရဲ့လေတံထဲမှာစိတ်ဆိုးတဲ့အတန်တွေပါလာပြီတဲ့ဖခင်ဖြစ်တဲ့ပုဂ္ဂိုလ်ကိုပြောလိုက်တယ်အဲ့ဒါကြီးကန်းဗျအကြီးကန်းကြီးကန်းခဏကြာမှဖခင်က၄ချိန်မြောက်သားကိုမေးပြန်တယ်တဲ့ဒီချိန်မှာတော့သားဖြစ်တဲ့ပုဂ္ဂိုလ်ဟာတော်တော်ကိုစိတ်ဆိုးဒေါသထွက်ပြီးတော့ဖခင်ကိုအော်ဟစ်ပြောဆိုတယ်တဲ့အဖေဘာလို့ဒါကိုပဲထက်ခါမေးနေတာလဲကျွန်တော်အချိန်ရင်မတွက်နိုင်အောင်ပြောပြီးပြီအဲ့ဒါကြီးကန်းဆိုတာခမရဒီလောက်ကလေးတောင်နားမလဲဘူးလားခမရဒါလေးတောင်မသိဘူးလားဆိုပြီးတော့အဖေလုပ်တဲ့ပုဂ္ဂိုလ်ကိုအော်ဟစ်ငောင်ငန်းပြီးပြောလိုက်မိတယ်တဲ့ခဏကြာပြီးတဲ့နောက်မှာတော့ဖခင်ဖြစ်တဲ့ပုဂ္ဂိုလ်ဟာဟောင်းနှန်းဆုပ်ပြတ်နေတဲ့စာအုပ်ကလေးတစ်အုပ်ကိုယူပြီးတော့ထွက်လာတယ်တဲ့စာမျက်နှာတစ်ရွက်ကိုဖွင့်ပြီးတော့သူ့သားကိုဖတ်ကြည့်ဖို့ပြောလိုက်တယ်အဲ့ဒီစာမျက်နှာတစ်ရွက်မှာဗာရေးထားလဲဆိုတော့ဒီကနေ့ကျွန်တော်သားလေးနဲ့ဆိုဖာပေါ်မှာထိုင်နေတော့ပြတင်းပေါက်မှာကြီးကန်းတစ်ကောင်လာနာတယ်ကျွန်တော်သားကအဲ့ဒါဘာကောင်လဲဆိုတာကို23ချိန်မေးပါတယ်တဲ့ကျွန်တော်23ချိန်လုံးအဲ့ဒါကြီးကန်းမှာသားလေးရဲ့ကျင်နာနာနဲ့ပွေ့ဖက်ပြီးဖြေခဲ့ပါတယ်ထက်ခါမေးနေတဲ့သားကိုကျွန်တော်စိတ်ဆိုးမှုမဖြစ်တဲ့အပြင်ရိုးသားတဲ့ကျွန်တော်သားလေးအတွက်ကရုဏာတောင်တတ်မိခဲ့ပါသေးတယ်လို့ရေးထားခဲ့တယ်ဒီစကြောင်းလေးကိုဦးဇင်းတို့တွေတေချာစဉ်းစားသုံးသပ်ကြည့်မယ်ဆိုလို့ရှိရင်များသောအားဖြင့်သားသမီးတွေဟာမိဘတွေအသက်အရွယ်ကြီးရင်လာတဲ့အခါမှာအကြောင်းအရာတစ်ခုကိုမမီတော့လို့တတိမေးလို့ပဲဖြစ်ဖြစ်ထက်ခါပြန်မေးနေတတ်ကြတဲ့မိဘတွေကိုသားသမီးတွေဟာစိတ်မရှိကြတော့ဘူးပညာရပ်တစ်ခုမှမကျွမ်းကျင်တော့တဲ့မိဘတွေကိုသားသမီးတွေဟာစိတ်မရှိကြတော့ဘူးဥပမာ Facebook TikTok YouTube အစရှိတဲ့ social media တွေကိုမိဘတွေကအသုံးပြုတဲ့အခါမှာမတိမတတ်တာတွေကိုသားသမီးတွေအနေနဲ့ရှင်းမပြချင်ကြတော့ဘူးပြောမပြချင်ကြတော့ဘူးအလုတ်ရှုပ်တယ်လို့ထင်ပြီးတော့အမေတို့တစ်ခါပြထားရင်မသိဘူးလားအဖေတို့ဒီလောက်ကလေးတောင်နားမလဲဘူးလားဆိုတာတွေကိုအတွင်သုံးမိတတ်ကြတယ်ကိုငယ်တုန်းကအကြောင်းအရာတစ်ခုကိုထက်ခါနားလည်အောင်ရှင်းပြပေးခဲ့ဘူးတဲ့ဖေနဲ့အမေရဲ့ကရုဏာစိတ်ကလေးကိုပြန်လီပြီးတော့နှလုံးသွင်းမိတတ်ဖို့သိရကြည့်တယ်။ဒါကြောင့်အမေနဲ့အဖေမတိနားမလဲလို့မေးလာပြီဆိုရင်သားသမီးတွေဘက်ကမေတ္တာစိတ်ကလေးနဲ့ချိုတာပြောဆိုဆက်ဆံကြရမှာဖြစ်ပါတယ်။အားလုံးပဲမိဘပေါ်စိတ်ရှိပြီးတော့မိဘကျေးဇူးဆက်နိုင်တဲ့ပုဂ္ဂိုလ်တွေဖြစ်နိုင်ကြပါစေ။